ကျွန်တော်ဒီမှာတစ်နှစ်ကိုတန်းနဲ့ချီသုံးနေတာခင်ဗျားကတာဝါတစ်ခုအတွက်ပါပတ်စံတောင်းနေပေါ့ဆန်ဆန်ရဲ့အဲ့လိုလည်းမဟုတ်ပါဘူးတာဝါဆိုတာတာဝါပဲလေအားလုံးပတ်စံပေးရတာပဲခင်ဗျားလိုတထေးတယောက်က100တန်လေးအတွက်နဲ့ရန်ဖြစ်မနေပါနဲ့ကျွန်တော်73နှလုံးလုံးအကျွေးမထားပဲအကုန်အနက်ပေးခဲ့တာနော်ဒီနေ့ကျမှဒီတာဝါအစုပ်လေးတစ်ခုနဲ့လာပြီးမျက်နှာချီနေတာလားအဲ့တော့ဘာဖြစ်လဲကျွန်တော်ကပရာဟိတလုပ်နေတာမဟုတ်ဘူးအရာအလုံးမှာတန်ဖိုးရှိတယ်ခင်ဗျားဒီမှာ73နှစ်စားခဲ့တာကျွန်တော်တခါမကဈေးပိုတောင်းဘူးလို့လားတထေးမစ္စတာဆန်ကဒီနေ့ထောင်နဲ့ချီသုံးသွားတာလေတာဝါအကျွေးကိုထားလိုက်ပါတော့ဘာဖြစ်လဲ128ပီဆိုကပတ်စံမဟုတ်လို့လားနင်ကအစ်စ်ဝင်ပြီးငါ့ကိုပြန်ဆန့်ကျင်နေတာလားငါ့ကို128ပီဆိုလေးကိုနှမျောနေတဲ့အကက်ဆေးနဲ့လို့ထင်နေတာလားပြောစမ်းခုနကတတိတွေဘယ်ရောက်သွားလဲအခုဘာလို့ငြိမ်နေတာလဲစီးပွားရေးဘလောက်ကျက်တဲနေလဲနင်တီလားအိမ်လားကမီလင်းခလာစားတွေရှိတယ်တပီဆိုချင်းစီကငါသွေးနဲ့ချွေးနဲ့ရတာနင်ဒီကိုရောက်တာ3ဘက်ပဲရှိသေးတယ်သူများပတ်စံနဲ့လာပြီးသဘောမကောင်းစမ်းတဲ့တာဝါဘိုးနင်မဲပေးငါနင့်ကိုတခုပြောမယ်ပတ်စံဆိုတာမိုးပေါ်ကကြလာတာမဟုတ်ဘူးဒါကိုထိမ့်သိမ်းရတာလွယ်တယ်ထင်နေလားငါ့ကိုအကက်ဆေးနဲ့လို့ထင်နေလားကောင်းပြီအဲ့ဒီတာဝါဘိုးကိုနင်းလာစားတဲ့ကဖြတ်မယ်ဒါမှကုန်ကြစရိတ်နဲ့စီကံအကြောင်းနင်တင်ကန်းစာရမှာဘာကြည့်နေကြတာလဲတွားအလုပ်လုပ်ကြဒါစီးပွားရေးလုပ်ငန်းပရာဟိတမဟုတ်ဘူးကြားလားနင်တင်ကန်းစာရအောင်လာစားတဲ့ကဖြတ်ပြစ်မယ်ဟမ်အကျွေးပြန်မအန်းနဲ့တော့အိုးမစ္စတာဆန်တကယ်ကိုကျင်နာတတ်တာပဲအားနာစရာကြီးကျေးဇူးတင်ပါတယ်ပတ်စံတောင်းဖို့ကြတော့တကယ်မြန်တာပဲမစ္စတာဆန်စောစောကအော်မိတာခွင့်လွတ်ပါစိတ်မဆိုးပါနဲ့ဝန်ထမ်းတွေကညံ့လို့ပါဒီနေ့ညစာအဆင်ပြေရဲ့လားအဲ့ဒီငါးပေါင်းကတကယ်နူးညံ့တာဒါနဲ့လာမဲလာကြရင်မီနူအစ်ရှိတဲ့စက်သားနဲ့ကမာကောင်စုပ်ပြုတ်ကိုအလကားလာမြည်ဖို့ဖိတ်ပါတယ်ပြီးတော့ခမားရဲ့အခန်းကိုလည်းအမြဲဖယ်ထားပေးမှာပါတခြားလူဆိုကျွန်တော်မပေးဘူးခမားမို့လို့ထူးထူးခြားခြားပေးတာတကယ်ပြောတာပါဒီဆိုင်ကခမားလို့ဟောက်တယ်တွေကြောင့်ရက်တည်နေနိုင်တာကျွန်တော်ကအမြဲကျေးဇူးတည်တတ်ပါတယ်နောက်တစ်ခေါက်ကြရင်အကောင်းဆုံးဩစတြေးလျကြောက်ပစုံကိုဖယ်ထားပေးမယ်ကျွန်တော်ကိုယ်တိုင်ချက်ပေးမှာခမားကျွန်တော်လက်ရမမြည်ရသေးဘူးမလားဆိုင်ဆောက်ခွင့်တုန်းကဟင်းပွဲတိုင်းကိုကျွန်တော်ကိုယ်တိုင်တီထွင်ခဲ့တာတထေးလီစီးပွားရေးလုပ်ရင်ရေရှည်ကြည့်ရတယ်အမြင်ကျကျထားပါမှန်တာပေါ့မစ္စတာဆန်ခမားပြောတာလုံးဝမှန်တယ်ကျွန်တော်တို့မှာအချိန်တွေအများကြီးကျန်ပါသေးတယ်မစ္စတာဆန်စီမံခန့်ခွဲရေးအဖွဲ့ကိုပြောလိုက်ဒီနားမှာတခြားစားတောက်ဆိုင်တွေရှာခိုင်းလိုက်ပါကောင်းပါပြီဘာသတ်မှတ်ချက်တွေရှိမလဲခမားသတ်မှတ်ချက်တစ်ခုပဲဒီဆိုင်နဲ့အနည်းဆုံးလန်တလန်ဝေးရမယ်မစ္စတာဆန်ကျွန်တော်တို့ထပ်စဉ်းစားတင်နေမဟုတ်လားသူတို့နဲ့လက်တွဲလာတာ10နှစ်ရှိပြီလေသတင်းတွေထွက်ရင်မကောင်းဖြစ်လိမ့်မယ်73နှလုံးလုံးဘေးတိုင်းကိုကျွန်တော်ချက်ချင်းရှင်းခဲ့တာသူတို့ကိုဘာမှမကြွေးကြံခဲ့ဘူးနားလဲပါပြီအဲ့ဒါဆိုပထမနေ့အခန့်စရိတ်ကလူ8ယောက်အတွက်480ပြီဆိုပေါ့ဒါကိုရှောင်းကိုလောက်ခိုင်းလိုက်တာကျွန်တော်ကိုကြီးပြင်းစေခဲ့တဲ့ဒီဆိုင်ကကျွန်တော်စီကနေပတ်စံဘလောက်တောင်ညှစ်ထုတ်နေလဲဆိုတာသိချင်လို့ရှောင်းကြီးကုမ္ပဏီတွင်းကြေညာချက်ထုတ်လိုက်ဒီနေ့ကစပြီးဟဲရှမ်းယူဆိုင်မှာစားတဲ့ဘယ်ညစာစရိတ်ကိုမှခွင့်ပြုပေးမှာမဟုတ်ဘူးဆိုလိုတာကဒီဆိုင်အတွက်စရိတ်ပြန်အန်းတာတွေမရှိတော့ဘူးပေါ့ဟုတ်တယ်ကြေညာလိုက်မစ္စတာဆန်ဒီနေ့ညမစ္စတာလူနဲ့စားမယ့်ညစာကိုဘဲပတ်အခန်းမှာကြိုတင်မှာထားတာအဲ့ဒါကိုဘေးကတခြားဆိုင်ကိုပြောင်းပြီးမှလိုက်ပါနားလဲပါပြီအခုပဲသွားလုပ်လိုက်ပါမယ်တကယ်ကြီးလားကျွန်တော်တို့ဟဲရှမ်းယူဆိုင်ကိုမသွားတော့ဘူးပေါ့ကြေညာချက်တောင်ထွက်လာပြီးပဲတကယ်ပေါ့သွားရမယ့်အချိန်တောင်ရောက်ပြီမနစ်ကကျွန်တော်တို့ကြောက်ပစုံမာတုန်းကမလက်ဆက်ဘူးအဲ့ဒါနဲ့စပွဲထိုးကိုသွားပြောတော့ဆိုင်ရှင်ကထွက်လာပြီးသူ့ရဲ့ကုန်ကြစရိတ်တွေကြီးမြင့်တဲ့အကြောင်းစင်ကြေတွေအများကြီးပေးတာနောက်ဆုံးကြတော့ကြီးမားတဲ့အလှူဒန်းလုပ်တယ်လို့မျိုးနဲ့2%ပဲလျှော့ပေးတယ်နှစ်သူညတန်ကြောက်ပစုံကို30ပဲလျှော့ပေးတာလေညနာကလည်းကျေးဇူးပြုနေတဲ့ပုံစံနဲ့တရားကြေးပေးတယ်လို့မျိုးပဲကျွန်တော်ညစာကိုဖြစ်မလို့တောင်လုပ်မိသေးတယ်ကျွန်တော်တခုပြောပြမယ်ကျွန်တော်ဝမ်းခွဲရဲ့တငယ်ချင်းကအဲ့ဒီမှာအလုပ်လုပ်ခဲ့တာသူပြောတာတော့ဆိုင်ရှင်ကကုန်ကြစရိတ်ကိုပဲစိတ်ဆွဲလန်းနေတာတဲ့တာမန်ဖောက်တယ်တွေကို vip တွေထက်ဟင်းပွဲပမာဏနည်းနည်းပဲပေးတယ်ဝန်ထမ်းတွေကိုကြတော့အသားမပါတော့ပဲဖြစ်တဲ့အညံစာအစားအသောက်တွေကျွေးတယ်အကယ်၍အကျွင်းကြံတွေကိုယူသွားရင်လည်းမျက်စိစောင်းကြည့်တတ်သေးတယ်တရက်တော့စာနေတဲ့ကောင်လေးတယောက်ကပေါင်မုံတဝက်ပိုစားမိတာကိုဆိုင်ရှင်က10မိနစ်လောက်နှိမ့်ချပြီးပြောတာဒါပရာဟိတမဟုတ်ဘူးတဲ့စီးပွားရေးကတော့ကြီးပွားလာတယ်ဒါပေမဲ့သူကတော့ပိုပြီးကက်ဆေးနေလာတယ်မစ္စတာဆန်လောက်တာတကယ်တော်တယ်ကျွန်တော်စိုးရိမ်နေတာကြပြီးမစ္စတာဆန်ကတော်ပါတယ်သူလဲစီးတစ်ခုကိုကြော်သွားလို့အကန့်အသတ်ရောက်သွားတာဖြစ်မယ်ဒါပေမဲ့ပိုကောင်းတာပေါ့တခြားနေရာမှာဆိုပတ်စံနေနေနဲ့ပိုကောင်းကောင်းစားရမှာအားလုံးကလည်းဒါကိုမျှော်လင့်နေကြတာမစ္စတာဆန်ပျော်စရာပိတ်ရက်လေးဖြစ်ပါစေအယောင်းတွေတော့ပါစေဗျာမနှက်ဖြန်ခမားရဲ့3လပတ်အစည်းအဝေးရှိတယ်နော်အမြဲတမ်းစားနေကြမီနူးပဲပြင်ပေးရမလားခမားအလုပ်ရှုံနေမှန်းသိလို့ကျွန်တော်ကိုယ်တိုင်ခမားအတွက်အကောင်းဆုံးဟင်းပွဲတွေကိုရွေးထားပေးပါတယ်ဟဲနှစ်တိုင်းဒါပဲကျွန်တော်အလွတ်တောင်ရနေပြီဝက်ကင်က688ကနေ988ဖြစ်သွားတယ်ငါးက888ကနေ388ဖြစ်သွားတယ်ကြောက်ပစုံက388ကနေ888ဖြစ်သွားတယ်900တောင်တက်သွားတာပဲဒါကနည်းနည်းတက်တာလားခမားယူနေတာလားစပွဲတစ်ဝိုင်းလုံးက20%နီးပါးတက်သွားတာလေခမားကျွန်တော်ကိုလူအောက်မေ့နေတာလားအိုးမစ္စတာဆန်မကြီးပါဘူးဒါတွေကအရင်ဈေးတွေပါကျွန်တော်ဘာမှမမြတ်တလောက်ပါပဲဈေးကွက်ဘလို့ဖြစ်နေလဲခမားမသိလို့ပါအသားတွေဟင်းသီးဟင်းရွက်တွေနဲ့ပင်လယ်စာတွေကနေတိုင်းတက်နေတာကုန်ကျန်းသွင်းတဲ့သူတွေကလည်းပတ်စံအတင်းတောင်းနေကြတယ်ဝန်ထမ်းတွေကလည်းလစာအများကြီးတောင်းတဲ့အပြင်ဘောနက်တွေပါတောင်းနေကြတာဆိုင်ကအပြင်းပန်းကြည့်ရင်လှပေမဲ့ကုန်ကျစရိတ်တွေကကျွန်တော်ကိုမုန်းချက်စေတယ်အိမ်လာကနဲ့မီးလင်းခတွေကကျွန်တော်ကိုအသက်ရှူရခက်စေတာအကယ်၍ခမားကိုရှော့ပေးရင်ကျွန်တော်အိတ်ထဲကစိုက်ရော်ရမှာအဆင်ပြေအောင်နားလည်ပေးပါဗျာတထေးလီခမားပြောတာမှန်ပါတယ်ခမားမှာအကောင်းဆုံးတွေရှိနေပြီးဘာမှမမြတ်ဘူးပဲကျွန်တော်ကြောင့်ခမားရှုံးမခံစေချင်ပါဘူးမနှက်ဖြန်ညစာအတွက်တခြားနေရာပဲရှာလိုက်တော့မယ်ဒီအတိုင်းပဲထားလိုက်ရအောင်မစ္စတာဆန်ဟဲရှမ်းယူဆိုင်ရှင်ရောက်နေတဲ့သူလက်ဆောင်တွေယူလာတယ်မစ္စတာဆန်ခမားရဲ့3လပတ်ပိတ်သိမ်းပွဲအောင်မြင်ပါစေဒါကလက်ဆောင်သေးဖွဲလေးပါခမားရဲ့ကုမ္ပဏီကြီးပွားတိုးတက်ပါစေလို့ဆုတောင်းပါတယ်ဝါကျေးဇူးပါတထေးလီတကယ်ကိုအလေးထားတာပဲဒါကကျွန်တော်လှုပ်ထိုက်တာပါမစ္စတာဆန်အစည်းအဝေးညစာအတွက်တော့အမြဲတမ်းအတိုင်းအကုန်ပြင်ဆင်ပြီးပါပြီဒီနေ့ရဲ့အလက်ဆက်ဆုံးကုန်ကျန်းတွေကိုရအောင်ယူထားပေးတယ်10%နှုန်းလျှော့ပေးဖို့အထိကျွန်တော်အတော်လေးစူးစမ်းထားတာပါတကယ်တော့ရှုံးပါတယ်ဒါပေမဲ့တောင်းပန်တဲ့အနေနဲ့ယူထားပေးပါတထေးလီမနေ့ကဖုန်းဆက်တုန်းကကျွန်တော်ရှင်းရှင်းလင်းလင်းပြောခဲ့တယ်လေဒီနေ့ညစာကိုကျယ်9ပွင့်အဆင့်ဟိုတယ်တစ်ခုမှာလိုက်ပြီမနောက်ပါနဲ့မစ္စတာဆန်အဲ့ဒီနေရာတွေကအပြင်ပန်းပဲကောင်းတာပါကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကိုမမီပါဘူးကျွန်တော်စီရန်ငွေပေးပြီးသူတို့ရဲ့ဝန်ဆောင်မှုနဲ့အစားအသောက်ကအဲ့ဒီတန်ဖိုးနဲ့ထိုက်တန်ပါတယ်မစ္စတာဆန်ဒါမတရားဘူးလေအတူတူလက်တွဲလာတာ10နှစ်ကျော်ပြီကိုဘာမှမပြောပဲပြောင်းလဲလိုက်တယ်ပေါ့ကျွန်တော်အကုန်ပြင်ဆင်ပြီးအရှင်လက်ပင်လေစာတွေကရေပြင်ပတ်မှာနေဝက်တောင်မခံဘူးအဲ့ဒီရှုံးတွေကိုကျွန်တော်ဘယ်လိုလုပ်ရမလဲအဲ့ဒီရှုံးတွေကခမားပြဿနာပါကျွန်တော်အဲ့ဒီအမှာကိုဘယ်တော့မှအတိမပြုတ်ခဲ့ဘူးခမားပါတာခမားသဘောလျောက်ကြိုးလောက်တာခမားစီးပွားရေးရဲ့အခြေခံကိုမသိဘူးပဲဆန်
ငါမင်းကိုလေးစားလို့နော်မင်းကိုဘယင်တပားလို့ပြုစုလာတာ10နှစ်ကျော်ပြီးအကောင်းဆုံးတွေပေးခဲ့တာငါသာမရှိရင်မင်းရဲ့ဖောက်တယ်တွေကိုကောင်းကောင်းအိတ်ခံနိုင်မှာမဟုတ်ဘူးအခုမင်းကုမ္ပဏီကြီးပွားလာတော့မင်းကိုမင်းဘယ်သူမှမကြည့်ရဲဘူးထင်နေတာလားတထေးလီစကားကိုဆင်ကျင်ပါမင်းကကျေးဇူးကမ်းတဲ့ကောင်ပဲပတ်စံနေနေရှိလာတော့မင်းကိုမင်းအထင်ကြီးနေတာလားတေချာနားထောင်စမ်းဒီနေ့ညစာကိုငါဆိုင်မှာပဲလုပ်ရမယ်ပြီးတော့အရှုံးတွေကိုလည်းမင်းတာဝန်ယူရမယ်မဟုတ်ရင်မင်းရဲ့အစည်းအဝေးကိုငါဖျက်ဆီးပစ်မယ်လို့ကြိမ်ဆိုရဲတယ်